ဝီလီယမ်စ်လီဘာဂါဘရီယယ်မက်ဂါဟီးစုနဲ့တူကမ္ဘာမှာအပေးယူအများဆုံးခံစစ်တတိုင်းကိုတိစောက်ခဲ့ပြီးကစားပွဲအများအပြားမှာပြိုင်ဘက်တွေကိုဂိုးပေါက်တစ်အောင်တော့မှကန်ခွင့်မပေးခဲ့ပါဘူး။ဥရောပရဲ့အဆင့်မြေဆုံးချန်ပီယံလိစီမြင့်မှာလည်းအာဆင်နယ်ကယူသွားတာမဟုတ်ပဲတောက်လျှောက်ရှုံးပွဲမရှိစွမ်းဆောင်ရင်းနဲ့ဘိုလူပွဲတွေကိုတက်လန်းနိုင်ခဲ့ပါတယ်။ဘိုလူပွဲမှာကန်ဒီယာရဲ့မျက်နှာသာမပေးမှုကြောင့်သာဘန်နဒီနဲ့ကန်ဆိုးစွာရှုံးနေခဲ့ရတယ်ဆိုပေမဲ့အမြောက်တက်ရဲ့အချိန်ဟုန်ကတော့ဥရောပတစ်ခွင်လုံးကိုတုံးလို့သွားစီခဲ့တာတော့ငင်းမရတဲ့အမှန်တရားတစ်ခုပါ။အခုဆိုလို့ရှိရင်ကျွန်တော်တို့ကအောင်နိုင်သူတွေဖြစ်နေပါပြီ။ဒါပေမဲ့အာဒီဒါရဲ့အိမ်မက်ကဒီလောက်နေတင်ရက်တန်သွားမှာမဟုတ်ပါဘူး။ရှေ့လာမယ့်ကစားသမားအပြောင်းရွှေ့ရာသီမှာသာအသင်းရဲ့လိုအပ်နေတဲ့နေရာအချို့အတွက်နီးပြအာဒီဒါစိတ်ကြိုက်ဖြစ်စေမဲ့ထိပ်တန်းကစားသမားတွေကိုတေချာအားဖြင့်ခေါ်ယူပေးနိုင်ခဲ့မယ်ဆိုရင်တော့ပရီးမီးယားလိဖလားကိုကာကွယ်နိုင်ုံနဲ့မကပဲပြီးခဲ့တဲ့ရာသီကလက်တကန်းလိုမှလွဲချော်ခဲ့ရတဲ့ချန်ပီယံလိဖလားယူပါရရှိဖို့ယာနှုံးမြေတေချာသွားတော့မှာဖြစ်ပါတယ်။ဒါကြောင့်လောင်မြောင်မှုတွေကိုကြမ်းကြမ်းခံပြီးအောင်မြင်မှုကိုအရယူပြခဲ့တဲ့ကျွန်တော်တို့ရဲ့အာဆင်နယ်အသင်းအတွက်ဂုဏ်ယူလိုက်ကြအောင်ပါ။တခြားအသင်းတွေအခုမှပြန်လဲတီဆောက်ရေးလုပ်ငန်းတွေလုပ်နေကြတဲ့အချိန်မှာချန်ပီယံလိကန်ဝင်ရဖို့ရည်စူးစမ်းနေကြတဲ့အချိန်မှာကျွန်တော်တို့အသင်းကတော့ဖလားတွေကိုဇက်တိုက်ယူနိုင်မဲ့အသင်းဖြစ်နှစ်တေကြာတည်ရှိနေတော့မှာပါ